ကဲကျွန်တော်ဒါကတော့တီးသားသူလေတီမှာပေါ့မတီးသေးတဲ့သူတွေအတွက်ကျွန်တော်လည်းတီးသလောက်လေးပြန်လဲမျှဝေပေးရချင်မှာဆန်ငယ်ကျွန်တော်တို့အခုဒါ license တက်တန်းတိုးမှာပေါ့နော် license တက်တန်းတိုးမယ်ဆိုကျွန်တော်ဘာလို့လဲဆိုရင်ကျွန်တော်ဆန်ငယ်ကကျွန်တော်တို့ကဒီ local book ဖြစ်တယ်အဲ့တော့ကျွန်တော်ကအောင်ပန်းရှမ်းပြည်ပြန်ပြောင်းมาဆိုတော့ကျွန်တော်ဒါအခွန်ရုံးသွားတော့ပဲကလော့အခွန်ရုံးသွားမယ်ကလော့အခွန်ရုံးသွားပြီးတော့ကျွန်တော်အခွန်ဆောင်ရတယ်ဘာလို့လဲဆိုရင်အိမ်အောင်စုမိတူဆန်ငယ်ဓာတ်ပုံရှေးနောက်ပေး3ပုံလိုမယ်เนาะအဲ့ဒါပြီးရင်ကျွန်တော်တို့ဒီပြောင်းမဲ့လူရဲ့မှတ်ပုံတင်မူရင်မိတူအုံနာဘုတ်အဲ့ဒါတွေနဲ့အတူတူကျွန်တော်တို့ဒီမှာအယောင်းဝယ်စာချုပ်အဲ့လေးပါပါတယ်အဲ့ဒါတွေပြီးသူတို့အခုနေပါပြီတင်ပြပါပြီဆိုရင်သူတို့နောက်တစ်ရက်ကျွန်တော်တို့ဖုန်းဆက်ပါလိမ့်မယ်ဒီ clock အခုရုံးပါပေါ့ဖုန်းဆက်တဲ့အခါကျမှကျွန်တော်တို့ဒါမနေ့ပြန်အောင်ပန်းကညာရုံကိုကျွန်တော်တို့ဆက်သွားမှာဖြစ်တယ်အိမ်မှာလိုအပ်တဲ့ကျွန်တော်လိုအပ်တဲ့ကျွန်တော်တို့ဒီမှာအာမခံကြီးပြီးတော့ဒီတက်တန်းတိုးကြီးဘာညာပြီးမပြန်ဆက်သွားမယ်နှစ်ဖြတ်မှာဆက်တွေ့ကြမယ်